မောင်သူကကြီးစိုးထားတဲ့နေရာတစ်ခုရှေ့မှာရှိနေတဲ့ဘီလူးကောင်တွေကိုအနိုင်ယူဖို့အတွက်လူနယ်လေးဟာသူ့ရဲ့နောက်ဆုံးလက်ကျန်ခွန်အားတွေကိုစုစည်းနေပါတယ်ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကသူ့စိတ်ကိုမလိုက်နိုင်တော့ပါဘူးကဲဒီအခြေအနေကိုမရောက်ခင်အခြေကနေငယ်ကိုပြန်သွားကြည့်အောင် Bell Cronel တယောက်တန်းချင်တဲ့ကနေပြန်လာချိန်မှာတော့ပုံမှန်လိုပဲ Hostess of Fertility လို့ခေါ်တဲ့စားတောက်ဆိုင်ကိုဝင်ခဲ့ပါတယ်အဲ့ဒီမှာဆိုင်ဝန်တန်းကမလေး Sire က Bell ကိုစာအုပ်တအုပ်လက်ဆောင်ပေးလိုက်ပါတယ်ကြည့်ရတာတော့ဒီစာအုပ်ဟာတာမန်ပုံမြင်စာအုပ်ဟောင်းလေးတအုပ်ပါပဲဒါပေမဲ့ Sire ကတော့ဒီစာအုပ်ကိုသူကိုယ်တိုင်လည်းဖတ်တတ်တယ်လို့ဆိုင်မှာကြံခဲ့တဲ့ပစ္စည်းတစ်ခုချစ်ကကြောင့် Bell ကိုယူထားဖို့အတင်းပြောဆိုခဲ့တာပါ Bell ဟာစာအုပ်ကိုလက်ခံပြီးသူ့ရဲ့ goddess fit to Hestia ရှိရာအိမ်အိုလိပ်စီကိုပြန်လာခဲ့ပါတယ်အခန်းချင်းလေးထဲမှာ Hestia ဟာ Bell ယူလာတဲ့စာအုပ်ကိုတေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့အလွန်အံ့ဩသွားခဲ့ပါတယ် Okay ဘာကြောင့်လဲဆိုတော့ဒါဟာရိုးရိုးစာအုပ်မဟုတ်ပဲ Grimoire လို့ခေါ်တဲ့မော်ဆွဲအင်တွေကိန်းအောင်နေတဲ့လှုပ်ခွေစာအုပ်တအုပ်ဖြစ်နေလို့ပါပဲ Grimoire ဆိုတာကဖက်လိုက်တဲ့သူကိုမော်ဆွဲအင်တစ်ခုအလိုလျောက်ရရှိစေနိုင်တဲ့အလွန်ရှားပါးပြီးတန်ဖိုးကြီးမားတဲ့ပစ္စည်းတစ်ခုပါဒီစာအုပ်ကိုရောင်းလိုက်မယ်ဆိုရင်တောင်သူတို့နှစ်ယောက်ရဲ့ဘဝဟာချက်ချင်းချမ်းသာသွားနိုင်တဲ့အခြေအနေမှာရှိနေပါတယ်ဒါပေမဲ့ Bell ကတော့ဒီစာအုပ်ကိုဖက်ပြီးစားယူကိုဆုံးဖြတ်လိုက်ပါတယ်သူဟာပိုပြီးတမ်းမာခြင်းနေတဲ့သူပါ Hestia ကစာအုပ်ကိုဖွင့်လိုက်တာနဲ့တပြိုင်နက်စာအုပ်ထဲကစလုံးတွေကအသက်ဝင်လာပြီး Bell ရဲ့ခန္ဓာကိုယ်ထဲကိုစီးဆင်းသွားပါတော့တယ်အချိန်အတော်ကြာတဲ့အထိအခန်းတစ်ခုလုံးတောက်ပါသွားပြီးတဲ့နောက်မှာတော့ Bell ရဲ့ကြိုးပြင်ပေါ်မှာ status အသစ်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒါကတော့ Firebolt ဆိုတဲ့ listen me တော့ဆိုင်းရင်ပါလေနောက်တစ်နေ့မနက်မှာတော့ Bell ဟာသူ့လက်စွမ်းအားတစ်ကိုစမ်းသပ်ဖို့အတွက်တန်းကြံသေးကိုအစောကြီးရောက်နေပါပြီသူဟာလက်ကိုစမ်းတမ်းပြီးဖားရဖို့လောက်ဆူလိုက်တာနဲ့သူ့လက်ဖွားလာပြီးပြင်းထန်တဲ့လျက်စီးနဲ့မိတောက်တွေပေါင်းဆက်ထားတဲ့စွမ်းအိမ်တန်တွေကိုပစ်လွတ်လိုက်နိုင်ပါတယ်ဒီအချက်ကသူ့ကိုတိုက်ပွဲမှာအသာစီးရစေပေမဲ့တိတ်စိတ်ကြီးထွားလာတဲ့အန်တရာယ်တစ်ခုကိုတော့သူမမြင်ခဲ့ပါဘူးမော်စွမ်းရင်တုံးဆွဲမှုအတိုင်းမှာမိုင်းလို့ခေါ်တဲ့စိတ်စွမ်းအင်ကိုအရင်ကြီးပြန်ပေးရှက်ကြပါတယ်ဘဲလ်ဟာသူ့ရဲ့အကန့်အသတ်ကိုမေ့လောသွားခဲ့ပါတယ်သူ့ရဲ့အသက်ရှူထန်နေမြန်လာတယ်ခေါင်းကြီးကိုက်ခဲလာတယ်နောက်ဆုံးမှာတော့သူ့ရဲ့စိတ်စွမ်းအင်တွေကုန်ခန်းသွားပြီးမိုင်းတောင်းလို့ခေါ်တဲ့အခြေအနေကိုရောက်ရှိသွားပါတော့တယ်ကန်သုံးစွာနဲ့ပဲဘဲလ်ဟာအိမ်ပြန်ရောက်တဲ့အထိတောင်းခံနိုင်ပြီးဟက်စတီးယားရဲ့ရင်ခွင်ထဲမှာတတိလစ်သွားခဲ့ပါတယ်ဘဲလ်နိုးလာတဲ့အချိန်မှာတော့ဟက်စတီးယားကသူ့ကိုစူပူချင်းမပြုတ်ပဲနှွေးထွေးစွာနဲ့ပဲတတိဖေးစကားပြောပါတယ်စွမ်းဟာဆိုတာအလွန်အကျွံသုံးရင်ကိုပြန်ဒုက္ခဖေးတတ်ကြောင်းသင်ခန်းစာပေးခဲ့ပါတယ်ပြန်လဲကြားမှလာတဲ့နောက်မှာတော့ advisor ဖြစ်တဲ့ Ina က supporter တယောက်လိုအပ်ကြောင်းအကြံပေးပါတယ်စိတ်ပြက်လက်ပြက်နဲ့လမ်းလျှောက်နေတော့မှပဲကန်ဂျမာရဲ့ဖန်တီမှုတစ်ခုဖြစ်လာပါတယ်လူကောင်သေးလေးမျက်လုံးဝိုင်းနဲ့ကောင်မလေးတယောက်ကသူ့ရှေ့ကိုရောက်လာပါတယ်သူမရဲ့နာမည်က Lily Ruka Ade သူမရဲ့အတန်းကချိုးသားပြီးဖော်ရွေနေပေမဲ့သူမရဲ့မျက်လုံးနှက်ထဲမှာတော့တစုံတစ်ခုကိုဖုံးကွယ်ထားတဲ့အရေးအယောင်တွေရှိနေပါတယ်ဒါပေမဲ့ဒန်ဂျန်ဆိုတာဘီလိုတွေပဲရှိတာမဟုတ်ပါဘူးလူတွေရဲ့ရုပ်မာမှုတွေလည်းရှိနေကြပါတယ်ညနေဆောင်လို့ပြန်ထွက်လာတဲ့အချိန်မှာအီနာရဲ့မျက်နှာထားကချက်ချင်းတင်းမာသွားပါတယ်ဘာကြောင့်လဲဆိုတော့လီလီရူကာအားတဲ့ဆိုတဲ့ကောင်မလေးဟာနာမည်ဆိုးနဲ့ကြော်ကြားတဲ့ဆိုမာဖက်မီလီယာကထိနေလို့ပါတယ်ဘဲလ်ခရနယ်ဆိုတဲ့ဖြူစင်တဲ့လူငယ်လေးဟာသူ့ကိုစောင့်ကြိုနေတဲ့သစ္စာဖောက်ကြမှုတွေနဲ့အန်တရယ်တွေကိုရင်ဆိုင်ကြော်ဖြတ်နိုင်ပါမလားဆိုတာကိုနောက်အပိုင်းမှာအတူတူကြည့်ကြရအောင်